Hello, in this video, let's look at number 2 videos about health and fitness, right? I've already posted number 1 video previously, so you can also learn from that video, right? ဒီနေ့ကျွန်တော်တို့ health and fitness ပေါ့နော်ကျန်းမာခြင်းနဲ့ကျန်းမာခြင်းဆိုတဲ့ခေါင်းစဉ်ရဲ့အောက်က number 2 question လေးကိုကြည့်ကြည့်အောင်ပေါ့နော်ပြီးတော့ you can learn vocabularies and also speaking tips, right? စာလုံးလေးသင်လို့ရရင် speaking ကောင်းမွန်ဖို့အတွက် tips တွေသင်လို့ရပါတော့ okay. Number 2 ကကြောင့် what's your favorite way to stay active? No? What's your favorite way to stay active? ကိုဘာသာကိုတက်ကြော့လေးဖြစ်စေဖို့အတွက်တဲ့ကိုလှုပ်ဖြစ်တဲ့နည်းလမ်းလေးကိုကြိုက်တဲ့နည်းလမ်းလေးရှိလာတယ်ကိုဘာသာကိုတက်ကြော့လေးဖြစ်စေဖို့ကိုလှုပ်ဖြစ်တဲ့ကိုသဘောကျတဲ့နည်းလမ်းလေးရှိလာတယ် If you have, you can answer the questions first. Only then we can look at the simple answer, right? အဲ့မိခွန်းလေးအရင်ဖြေကြည့်ပါပြီးတော့မှကျွန်တော်ရှင်းပြတဲ့ simple answer လေးကြည့်အောင်ပေါ့နော် simple answer နဲ့သင်ရပါပေါ့။ simple answer လေးကိုပြီးရင်ကြည့်မယ်နော် Okay ကိုဘာသာဖြေကြည့်မှကြည့်ပါ simple answer မှာကြောက် I love going for a jog in the park. It's refreshing and the fresh air really clears my mind. Plus, it's a great way to enjoy nature, right? ဒီပြောထားတဲ့ကျွန်တော်ထိထိမိမိနဲ့မိုက်နော်ကျွန်တော် I love going for a jog.Jogging ပြရပြောမနော် going for a jog ဆိုတာ I go jogging လို့သုံးရနော်ဒီမှာကျ I love going for a jog လို့သုံးထားနော်ဒီပန်းချန်ထဲမှာဒီ jogging ပြလေးချေ jogging ဆိုတာနည်းနည်းဖြည်းဖြည်းမှန်မှန်နဲ့ခုံစောပြရမှာနည်းနည်းပါခုံလိုက်ပြေးလိုက်အဲ့လိုလုပ်တာပါ Okay go for a jog ဆိုစာလုံးလေးကို you can note track မှတ်လို့ရတယ် It's refreshing အဲ့အကြ refreshing ဆိုတာလုံးဝကိုလမ်းဆန်းတက်ကြော့စရာမနော်refreshing ဆိုတာတပံပြန်ပြီးတော့လမ်းဆန်းတက်ကြောပါနော်။မနည်းနည်းထိုင်းမှန်ဖြစ်နေဆိုရင်အဲ့လေးလောက်လိုက်ဆိုရင် refreshing ဖြစ်တယ်။လုံးဝပြန်ပြီးတော့တက်ကြောလာပြောပါ refreshing adjective ပါနော်။ Okay. And the fresh air really clears my mind. ပြီးတော့ပန်းချန်ထဲမှာရှိရဲ့အဲ့လက်ဆက်လေးလေကသူ့ရဲ့စိတ်တွေကိုလမ်းဆန်းစေပါတယ် clears my mind လို့ဓာတ်ရိုက်သုံးတယ်နော် clears my mind ဆိုပြီးအဲ့ phrase ကိုမှတ်ထားလို့ရပါတယ် plus it's a great way to enjoy nature ပြီးတော့အဲ့လိုမျိုးပန်းချန်ထဲမှာ jogging ပြရတာကြောင့်တဘာကိုခံစားဖို့အတွက်ဆိုရင်လုံးဝကို mic တဲ့နည်းနည်းတစ်ခုဖြစ်ပါတယ် Okay so you can learn vocabulary and also tip to answer the questions, right? အဲ့မှာ key phrases မှာလေခုနကျွန်တော်ရှင်းပြခဲ့တဲ့စာလုံးတွေကိုပဲရှင်းပြထားပါတော့ going for a jog ဆိုတာပါလေပြီးတော့ clears my mind ကပါလေ refreshing ကပါလေဆိုတာကိုပြန်ပြီးတော့သူ့ရဲ့ definition နဲ့တွဲပြီးတော့လေ့လာလို့ရပါတယ် Okay note လေးမှာကြပါကြောထားရေးဆိုတော့ highlighting how the activity makes you feel can add a personal touch to your response ဒီလိုမေးခွန်းလေးဖြေရတဲ့အခါကိုယ့်ရဲ့ခံစားချက်နဲ့ပြီးတော့ personal အတွေ့အကြုံလေးကိုဖော်ပြခြင်းကပို့ပြီးတော့အဲ့ဒီမေးခွန်းကိုထိရောက်ပြန်ဖြေဖို့ကူညီပေးပါရဲ့เนาะကိုယ့်ရဲ့အတွေ့အကြုံလေး personal feeling ကိုဖော်ပြတာပို့ပြီးတော့ mic ပါလေလို့ပြောရမှာเนาะအဲ့ဒီလို what's your favorite way လို့မေးပုံစံမျိုးမှာပြောပါ Okay have a nice day